ဒီအစ္စလာမ်ရဲ့အစွမ်းရောက်မွတ်စလင်လက်နက်ကိုင်ဖွဲ့တွေရဲ့ချိန်ချောက်လာမှုကိုပထမဆုံးကျွန်တော်တို့ကြည့်အောင်ပါဒီအစ္စလာမ်ရဲ့အစွမ်းရောက်ဒီမွတ်စလင်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့ဒီအာဆာ RSO ARA တို့ဟာဒီအာရခတ်တက်တော် AA ကိုတိုက်ခိုက်ဖို့အတွက်ဒီပူပေါင်းစစ်ရေးရပါလေပူပေါင်းလိုက်ကြပြီဆိုတာအလုံးအသိပဲဖြစ်မှာပါအခုလက်ရှိမှာတော့သူတို့ဟာဒီတက်သိအင်အားစုဆောင်းတာတွေစစ်တမ်းပေးတာတွေပေါ်ပေါ်ထက်ထက်လုပ်နေတာတွေ့ရပါတယ်အဓိကတော့ဒီမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်တခြားတောင်တန်းတွေနဲ့ဒီရခိုင်ပြည်နယ်တွင်းကဒီမေယူတောင်တန်းတွေပေါ်မှာလောက်တာပေါ့လေတက်သားတစ်ကိုတော့ဒီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေအဓိကစုဆောင်းတာပေါ့လေပြီးတော့မှဒီမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ဒီအကြီးပိုင်းတွေကနေပြီးတော့မှဒီဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေကဒီဗလီတွေမှာပေါ့လေနေ့စဉ်နေ့တိုင်းဒီစစ်သွေးကြွစေမဲ့ဟောပြောမှုတွေလှုပ်ဆောင်တာရှိတယ်လို့အဲ့ဒီဒုက္ခသည်စခန်းတွေမှာရှိတဲ့သူတွေကပြောပါတယ်ဆိုတော့ဒီအကြီးပိုင်းတွေရဲ့ပြောဆိုမှုတွေကိုကြည့်ရင်ဒီရခိုင်ပြည်နယ်တွင်းကိုအင်အားလုံးရင်းနဲ့လူသားလှိုင်းတိုက်ခိုက်မှုတွေအထိရှိလာနိုင်တယ်လို့သူတို့ကဆိုကြပါတယ်ပြီးတော့မှဒီအဖွဲ့တွေမှာခက်မီလက်နက်တွေတက်ဆင်မှုတွေရှိလာတာလည်းတွေ့ရပါတယ်အရင်တုန်းကတော့ဒီအာဆာတို့ RSO တို့ဟာဒီမူရုပ်စေဝါမှောင်ကိုကိုင်းတွေလူကူးတာတွေပြန်ပေးဆေးတာတွေကိုအဓိကလုပ်ကြတာပေါ့လေဆိုတော့ဒီဘူးတီတောင်နဲ့မောင်တော်ကိုအာရခတက်တော်တွေကတိုက်ခိုက်လာချိန်မှာတော့ဒီစစ်ကောင်စီကသူတို့နဲ့ပူးပေါင်းပြီးတော့မှလက်နဲ့ထောက်ပံ့တာတွေရှိတယ်စစ်တမ်းပေးတာတွေရှိတယ်လူတစ်တွေစုဆောင်းတာတွေရှိတယ်ဆိုတော့ဟိုတခြားနည်းနည်းကြည်လာတဲ့သဘောပေါ့လေဒါအပြင်ဒီစစ်ကောင်စီကနေပြီးတော့မှဘူးတီတောင်နဲ့မောင်တော်ကိုလက်ရတဲ့ချိန်မှာသူတို့ရဲ့ဒီအာဆာတို့ RSO တို့သူတို့တက်အင်အားတွေကိုဖြစ်ဖို့အတွက်သူတို့ဒီတော်လန်ရေးဖွဲ့လူမျိုးအဲ့လိုစေယုံတာတွေရှိတယ်ပေါ့လေဒါပေမဲ့လက်ရှိမှာတော့သူတို့ဟာဒီမွေးရဆေးဝါးတွေပြီးရင်လူမောင်ဖို့ကူးတာတွေပြင်ပေါ့လေဒီကင်းလင်းနေတဲ့ဒီအာရခတက်တော်ရေးတက်ဖွဲ့ဝင်တွေကိုခြုံကိုတိုက်ခိုက်တာအရက်သားတွေကိုပြစ်ခတ်ဖမ်းဆီးတာပြန်ပြေးဆွေးတာတွေလုပ်နေပါတယ်ဒီနေမြေတစ်ချောက်ပေါ့လေဒီဘူးတီတောင်နဲ့မောင်တော်မြို့နေတွေပြီးရင်မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်တစ်ချောက်ကိုဒီအာရခတက်တော်ရေးကတိမ်ပိုင်းချိန်ကလေးကဒီအစွမ်းရောက်ဒီအစ္စလာမစ်လက်နက်ကိုင်အဖွဲ့တွေကို A ကလိုက်လင်ရှင်းလင်းနေတာတော့ရှိပါတယ်ဒါပေမဲ့ဒီမြေပြင်ကိုသူတို့ရဲ့စိတ်ဝင်လာမှုကိုတော့အခုထိမရက်တတ်နိုင်သေးဘူးပေါ့လေဒါဟာဒီစစ်ကောင်စီတက်တွေမရှိတော့ပေမဲ့ဒီအာရခတက်တော်ရေးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရှိနေတာပေါ့လေ